မြတ်စွာဘုရားဟောတဲ့လူတိုင်းအတွက်အမှန်တရားဆိုလူမျိုးမရွေးဘာသာမရွေးဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူဆိုရင်လူသားတွေမှန်သမျှတူတူပဲယုံကြည်ချက်ချင်းတူတာမတူတာသာထားနော်မယုံကြည်တဲ့လူလဲထညက်ဆိုတာချိုးတယ်ဆိုတာဘသူစားစားချိုးမှာပဲလေထညက်ချိုးတယ်ဆိုတာငါမယုံဘူးစားကြည့်မယ်စားကြည့်တဲ့လူလည်းချိုးမှာမယုံဘူးလို့ပြောတဲ့လူလည်းချိုးမှာယုံတယ်လို့ပြောတဲ့ပုဂ္ဂိုလ်လည်းချိုးမှာပဲဘာကြောင့်လို့ဆိုရင်သူ့ရဲ့သဘာဝကအချိုးထက်ထို့တူပဲကုသိုလ်ကောင်းမှုဟာလည်းပဲယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီလမ်းကြောင်းဒီအလုပ်ကိုလုပ်ရင်ကောင်းကျိုးချမ်းသာရပါအကုသိုလ်ဆိုတဲ့အလုပ်ဟာဒုက္ခဝိပါကဆိုးကျိုးကိုပေးတာဖြစ်တော့ကြောင့်ဒီအလုပ်ကိုလုပ်ရင်ဗုဒ္ဓဘာသာဆိုပြီးကင်းလွတ်ခွင့်ရမှာမဟုတ်ဘူးတခြားဘာသာဆိုပို့ပြီးတော့ဒုက္ခရောက်တယ်ဆိုတာလည်းမရှိဘူးရှောင်တဲ့လူရမှာပဲမရှောင်တဲ့လူခံရမှာပဲမလို့တဲ့နာကိုလုပ်ရင်ဘယ်သူမျိုးမဆိုမလို့တဲ့နာရဲ့ဒဏ်ခတ်မှု reaction ဆိုတဲ့သဘောတရားရမိကင်မဲ့ဆိုရင်ဘယ်သူကင်ပူမှာပဲအကာအကွယ်မလုပ်ဖ ೇನೆ ကင်နဲ့ပုဂ္ဂိုလ်ရဲ့လက်လောင်မှာပဲဒါမိရဲ့သဘာဝပဲအဲ့ဒါလိုပဲအကုသိုလ်လုပ်ဆိုတာငါတို့ကတော့ပယုံလို့ငါ့ကိုအကုသိုလ်ကကြုံပေးဘူးလို့မရှိဘူးအဲ့တော့ယုံနဲ့ယုံလို့အကုသိုလ်ကကြုံမပေးဘူးဆိုတာလည်းမရှိဘူးသဘာဝတရားဆိုတာတူညီသောလှုပ်ဆောင်ပေးမှုရှိခွဲခြားတာမျိုးမရှိဘူးအမှန်တရားဆိုဒီမှာဒါကဘာလူမျိုးဒါကဘယ်ဘာသာဝင်ဒါကအမျိုးသားဒါကအမျိုးသမီးဒီလိုခွဲခြားတာမျိုးလုံးဝမရှိဘူးဘယ်သူပဲဖြစ်ဖြစ်အားလုံးဟာတူညီတဲ့အကျိုးကျေးဇူးကိုခံစားတူညီတဲ့ဒုက္ခကိုလည်းခံစားရမှာဖြစ်တယ်အလုတ်တူညီရင်ဒုက္ခတူညီမယ်ကောင်းတဲ့အလုတ်ချင်းတူညီရင်ကောင်းကျိုးချမ်းသာရကြမယ်ဆိုးကျိုးကိုဖြစ်စေတတ်တဲ့မကောင်းတဲ့အလုတ်ချင်းတူညီရင်လည်းမကောင်းကျိုးရကြမယ်